ရခိုင်လက်ရကိုမှအရသာလဲကောင်းရမယ်ဈေးလဲတန်ရမယ်ဆိုတဲ့သူတွေအတွက်ကတော့ဒီဆိုင်ကိုသွားတင်ပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဖူလီသားချက်ပါရခိုင်လက်ရလို့ပြောလိုက်တာနဲ့ကျွန်တော်တို့ပထမဆုံးတွေးမိတာကတော့ရခိုင်မုတ်တီပါပဲငရုတ်ရည်နဲ့မကြီးရည်ထည့်ပြီးဘူးတိကျော်လေးနဲ့စားလိုက်ရတဲ့အရသာကအခုမိုးရသည်နဲ့တော်တော်လေးကိုလိုက်ဖက်လွန်ပါတယ်တပွဲကိုတော့2000ပေးခဲ့ရပါတယ်ရခိုင်ဘူးတိကျော်လေးကလည်းလေသူ့မှာပါတဲ့မကြီးချင်းစော့လေးနဲ့တွဲစားလိုက်လို့ရှိရင်စီကျော်ဖြစ်ပေမဲ့မအီဘဲနဲ့ဂရင်းရှင်းပြီးတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်သူလဲတပွဲကို2000ပဲပေးခဲ့ရပါတယ်ဒါလေးကတော့ရောက်တိုင်းကိုစားပြစ်တော့မဲ့ရခိုင်တင်မောသီးတုပ်လေးပါပဲတင်မောသီးတွေကလည်းလေတွေ့နေကြလို့မျိုးအမြင်ချစ်ထားတာမျိုးမဟုတ်ဘဲနဲ့အပြားလိုက်ကိုမှမြင်ငပီးနဲ့မွေးမွေးလေးရဲ့မကြီးမဲ့လေးရဲ့ကိုထည့်ပြီးတုပ်ထားတာကတကယ်ကိုအဆက်အဟက်တဲ့လွန်ပါတယ်တင်မောသီးတုပ်နဲ့လိုက်ဖက်မဲ့မုတ်ဖက်လေးလည်းထည့်ပေးထားပါတယ်သူကတော့တပွဲကို4000ပေးခဲ့ရပါတယ်ဟိုနေ့ကအိမ်မှာကိုရိုင်းတုပ်စားတဲ့ရခိုင်ဟင်းလက်တုပ်လေးလည်းဒီဆိုင်မှာရပါတယ်အတီးအရွက်အစုံကိုမှမြေပဲအရသာစိမ့်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်အဆက်ကလေးတွေစားထားတာဆိုတော့အေးအေးတောက်ပြီးအိမ်ပြန်ပါတော့မယ်တာမွေဘိုကလေးစည်းလမ်းမှာရှိတဲ့မတ်မိုနေမိသားစုဆိုင်လေးပါတတာ